ကဲဒါကတော့တစ်မျိုးနောက်ထပ်တစ်မျိုးဓာတ်ပုံတွေမျိုးစုံထပ်ရောက်လာပါတယ်ဗျာဓာတ်ပုံတွေဆိုတာကတော့ထုတ်လို့ကိုမပြီးနိုင်ဘူးကျွန်တော်မှာဖောက်တဲ့တွေအများကြီးနဲ့ဒီချားတဲ့အလုပ်ကလည်းအိုရီယာထွက်မရတော့တနင်္ဂနွေရက်စနေနေ့ညနေခင်းနဲ့တနင်္ဂနွေရက်လေးမှာပဲဓာတ်ပုံတွေလောက်ပိုင်ခွင့်ရှိတယ်လောက်ပြီးတော့မှလည်းလိုက်ပို့ပေးပါမှာเนาะမနက်ဖြန်တနင်္ဂနွေနေ့ကိုအလောက်ကအားရဖြစ်တဲ့အတွက်ကြောင့်လိုက်ပို့ပေးပါမယ်ဓာတ်ပုံတွေအများကြီးဖြစ်နေပါပြီဒီမှာဓာတ်ပုံတွေဆိုအများကြီးမှအများကြီးဖြစ်ကျွန်တော်တို့ A4 မှန်ပေါင်း site လေးနဲ့လုပ်ပြီးထားတာပါဒါတွေကတော့ A4 site ပေါ့သူကမှန်ပေါင်းနဲ့ကိုထည့်ရင်လည်းကျွန်တော်ဒီအတိုင်းပဲကြာမှတ်ပြီးဦးတိကျမှန်ပေါင်းဝင် site ကိုညှက်ပြီးတော့ထည့်ပါတယ်မှန်ပေါင်းထည့်မယ်ဆိုရင်အဲ့တိုင်းကိုပဲမှန်ပေါင်းဝင် site လေးညှက်ပြီးတော့ကိုထည့်နေလဲထည့်လို့ရပါတယ်ဗျာနော်မှန်ပေါင်းကိုဝယ်ပြီးတော့ဘေးနာလေးကိုညီအောင်ညှက်ပြီးတော့ထည့်ရပါတယ်ဗျခုနေ့ကမင်္ဂလာဆောင်နေ့လည်းတော့မဖို့ရသေးပုံရှိသေးတယ်နောက်ထပ်ကြော်ညာတစ်ခုဒါကတော့ကျွန်တော်မှာ A3 site ပြကြတယ်မှာခုကျွန်တော်ကတော့ပွဲတို့ရင်လက်ဆောင်ပြန်ပြီးတဲ့လက်ဆောင်ပြန်ပြီးနေတာပါခုကတော့ဒါပေမဲ့ပွဲတို့တာနဲ့လက်ဆောင်ပြန်ပြီးတယ်ဒါမျိုးပြကြတယ်ကတော့လက်ဆောင်ပေးကြပေါ့ကျွန်တော်နောက်ကပုံကြီးတွေဆိုရင်တော့ထုတ်လို့ရပါတယ်ကျွန်တော်ရှင်ဒါမျိုးနောက်ကပုံလေးဆိုရင်ဒါမှန်ပေါင်းမပါရင်150ပါမှန်ပေါင်းနဲ့ဆိုရင်တော့900ပါဗျာစီးမကြည့်ပါဘူးเนาะစီးမကြည့်ပါဘူးမှန်ပေါင်းတွေကပဲစီးကြည့်တာပါကျွန်တော်ရဲ့လက်ခတ်နေပဲစီးမကြည့်ပါဘူးအခုလိုအများကြီးအားပေးတဲ့တငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်နောက်ကိုလည်းထပ်ပြီးတော့မှန်ပေါင်းနေဓာတ်ပုံနေမင်္ဂလာဆောင်မန်တက်တွေနဲ့မျိုးစုံအားပေးကြပါအောင်လို့ဖိတ်ခေါ်ခြင်းပါတယ်ဗျာအားလုံးမင်္ဂလာရှိသောညလေးဖြစ်ပါစေ